Real နဲ့ Barcelona လာလီဂါကနှစ်ကောင်နဲ့ပြည့်ရဲ့မြင်းပြိုင်ပွဲဖြစ်မှာလားအဲ့တော့လာလီဂါပြိုင်ပွဲလို့ပြောလိုက်ရင်ကျွန်တော်တို့ကပြည်သက်တဲ့အရင်ဆုံးမြန်မာက Real နဲ့ Barcelona နှစ်သင်းနဲ့ပြိုင်ပွဲဆိုရင်မြင်လေးရှိရပါလေအဲ့တော့ဒီ2026-29ရာသီမှာလည်းဒီချန်ပီယံဖြစ်ဖို့ရေပန်းစားဆုံးနှစ်သင်းက Barcelona နဲ့ Real သင်းပဲဖြစ်ပါတယ်။ဘောလုံးအားကစားနည်းနဲ့ပတ်သက်ရင်ဆရာကြီးတွေအတွက်သတင်းကောင်းလေးတစ်ခုပြောပြပေးချင်ပါတယ်။မြန်မာကို application နဲ့မှာညစမ်းမင်းကုန်းလေးဖြည့်ဆို့ပြီးတော့လစဉ်စုချေးငွေရရှိနိုင်မဲ့ခွင့်ရေးပဲဖြစ်ပါကြ။ဒီလမှာဆိုရင်စုချေးငွေဖြစ်ပထမဆု10သိန်းဒုတိယဆု3သိန်းတတိယဆု2သိန်းချင်းမြင့်သွားမှာလည်းဖြစ်ပါတယ်။ဘောလုံးအားကစားနည်းနဲ့ပတ်သက်ရင်ဆရာကြီးတွေရှိမယ်ဆိုရင်မြန်မာကို app ကို download လုပ်ဖို့မမေ့ကြပါနဲ့ဗျာ။ဘာစီလိုနာအသင်းကချန်ပီယံဖြစ်ဖို့49ရာခိုင်နှုန်းထိရေပန်းစားနေပြီးတော့ Real အသင်းကတော့41ရာခိုင်နှုန်းရှိရပါအဲ့တော့ဟိုးဖြစ်တွေမှာဒီစီမီယိုနီရဲ့အတလက်ကိုအသင်းကလာလီဂါချန်ပီယံဆုကိုမတင်မှတ်ပဲကြားပေါက်ရခဲ့တာကလွဲပြီးတော့ဒီလာလီဂါချန်ပီယံဆုက Real နဲ့ Barcelona နှစ်သင်းကြားထဲမှာပဲရှိတယ် Real နဲ့ Barcelona နှစ်သင်းနဲ့အတွက်ဒီတန်ဖန်တီးပေးထားတဲ့ဒီဆုဖလားတစ်ခုလိုဖြစ်နေကြတာပါအဲ့တော့ဒီလက်ရှိ2026ရာသီအတွက်လည်းဒီချန်ပီယံဖြစ်ဖို့ရေပန်းစားမှုတွေကြည့်မယ်ဆိုရင်ဒီဘာစီလိုနာ Real အသင်းနဲ့အက်တလက်တီကိုအသင်းကအများကြီးကွာခြားနေတာတွေ့ရပါတယ်။အက်တလက်တီကိုအသင်းရဲ့ဒီချန်ပီယံဖြစ်နိုင်ခြေက900ရာခိုင်နှုန်းပဲရှိပါတယ်။အဲ့တော့ဒီအသင်းတွေကြားထဲမှာကွာခြားမှုတွေပြီးတော့ဒီပရိသတ်တွေရဲ့အားပေးမှုတွေဒီလာလီဂါပြိုင်ပွဲရဲ့ဒီ format အရာဆိုရင်ဒီချန်ပီယံဆုကိုဒီနှစ်သင်းအပြင်ကလွဲပြီးတော့ပိုဆွဲဖို့ဖြစ်နိုင်ကြတော်တော်လေးနည်းနေတာတွေ့ရပါတယ်ပြီးတော့လက်ရှိအချိန်မှာဆိုလည်းဒီပြီးခဲ့တဲ့ဒီ3-4ရာသီကိုကြည့်မယ်ဆိုရင်လာလီဂါချန်ပီယံဆုကိုဘာစီလိုနာကလွှမ်းမိုးထားတဲ့ပုံစံမျိုးမြင်ရတယ်ဒီဘာစီလိုနာအသင်းကပြီးခဲ့တဲ့2ရာသီဆက်တိုက်လောက် Real အသင်းကိုအပြတ်တက်အသာသေးယူတယ်ဒီစပိန်ပြည်တွင်းဖလားပွဲမှာဘရင်ဖလားပွဲတွေစူပါဖလားပွဲတွေဒီလာလီဂါမှာရောဒီဘာစီလိုနာက Real အသင်းကိုပြတ်တက်အသာသေးယူပြီးတော့အနိုင်ယူထားတဲ့ရလဒ်တွေမြင်နေရတယ်ပေါ့လေအဲ့တော့ဒါပေမဲ့ Real အသင်းမှာကဒီလက်ရှိအချိန်မှာပြောင်းလဲအများကြီးလုပ်နေတယ် Real အသင်းဥက္ကဋ္ဌဒီ Florentino Perez ကပြောင်းလဲမှုတွေလုပ်တယ်ဒီကစားမသစ်တွေခေါ်တယ်ဒီအလို့ပြောင်းရွှေ့ခြင်းတွေခေါ်တယ်ပြီးတော့ Ivory Coast ကျယ်ပွင့် Diomande လို့ကစားမမျိုးကိုဒီအသင်းရဲ့စံချိန်တွေချေးပေးပြီးတော့ခေါ်ထားရမျိုးဆိုတော့ Real အသင်းရဲ့ပြုပြင်ပြောင်းလဲမှုတွေကတော်တော်လေးတော့အားရစရာကောင်းနေတယ်ပေါ့ပြီးတော့ဒီပြဒီ Special One Bowling ဟိုက Real အသင်းကိုပြန်ကင်မဲ့အခြေအနေတွေကလည်း Barcelona ခစ်ကိုရပ်တန့်ပြမလားဆိုတာစောင့်ကြည့်ရမယ့်အနေအထားဖြစ်နေပါတယ် Barcelona ဘက်ကိုကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့ရာသီတွေလောက်အားမကောင်းတာတွေ့ရတယ်အတိတ်ကဒီအဆုံးသတ်တိုက်စစ်မှုဖြစ်တဲ့ Lewandowski ထွက်သွားတာက Barcelona တိုက်စစ်ကိုအားနည်းစေမယ်လို့ထင်တယ်အဲ့တော့ Barcelona တိုက်စစ်ကတော့အားနည်းချက်တွေရှိတယ်ကွက်လက်မှာတော့ဒီယမားတို့ဒီကာဘီတို့ပတ်တရီတို့ရှိရပေါ့လေပြီးတော့ဒီအော်မိုလိုလိုကစားမျိုးတွေရှိတယ်အဲ့တော့ Barcelona ကွက်လက်ကအကောင်းဆုံးပုံစံမှာရှိနေတယ်ဒါပေမဲ့တိုက်စစ်မှာဒီအဆုံးသတ်သမားကောင်းမရှိဘူးဆိုရင်ဒီဘာပေတို့ Vinicius တို့ဒီ Diomande တို့ဒီ Bernardo Silva တို့ဒီ Cucurella တို့ဒီကွန်နာသေးတို့အများကြီးအားဖြည့်ထားတဲ့ Real အသင်းကို Barcelona ရှင်နိုင်မှမလားဆိုတာတန်တရားဝင်ပြီးပါအဲ့တော့ Barcelona တခစ် Real တခစ်ပေါ့လေဒီ La Liga မှာဒီလက်ဆင့်ကမ်းပြီးတော့တစ်နှစ်ကိုပေါ့တင်းဒီ La Liga Champions ကိုလူယုံနေတဲ့ချိန်ကြီးမျိုးကိုဒီ2026-29ရာသီမှာကျွန်တော်ဆက်မြင်ရမယ့်အချိန်ဒီမှာရှိပါတယ်အဲ့တော့ Hansi Flick ရဲ့ဒီ Barcelona အသင်းကပဲဒီ Real ရဲ့ဟိုထပ်ပြီးတော့အနိုင်ယူပြမလား Real အသင်းကပဲ Mourinho နဲ့သူကက်တက်တစ်ခုကိုစတင်နိုင်မလားဆိုတာဒီ2026-29ရာသီမှာကြည့်ရမှာလည်းဖြစ်ပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ဒီ La Liga ပြိုင်ပွဲတာဒီ Barcelona နဲ့ Real Madrid နှစ်သင်းနဲ့နှစ်ကောင်နဲ့ပြည့်ရဲ့ရင်းပြိုင်ပွဲဖြစ်နေအောင်မှာတော့တေချာပါဗျအဲ့တော့ပြည်သက်တွေအနေနဲ့လည်းဒီ2026-29ရာသီမှာ La Liga Champions ဆုကို Real ရမလား Barcelona ရမလားဆိုတော့ကြိုတင်ပြီးတော့ရင်ခုန်မှုအသင့်ရှိနေမယ်လို့ထင်ပါတယ်ဗျကြည့်ရှုပေးခဲ့တဲ့ပြည်သက်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျဘောလုံးအားကစားနည်းနဲ့ပတ်သက်ရင်ဆရာကြီးတွေအတွက်သတင်းကောင်းလေးတစ်ခုပြောပြပေးချင်ပါတယ်မြန်မာကို application နဲ့မှာညစမ်းမင်းကုန်းလေးဖြည့်ဆို့ပြီးတော့လစဉ်စုချေးငွေရရှိနိုင်မဲ့ခွင့်ရေးပဲဖြစ်ပါတယ်ဗျဒီလမှာဆိုရင်စုချေးငွေဖြစ်ပထမဆု10သိန်းဒုတိယဆု3သိန်းတတိယဆု2သိန်းချင်းမြင့်သွားမှာလည်းဖြစ်ပါတယ်ဘောလုံးအားကစားနည်းနဲ့ပတ်သက်ရင်ဆရာကြီးတွေရှိမယ်ဆိုရင်မြန်မာကို app ကို download လုပ်ဖို့မမေ့ကြပါနဲ့ဗျာ